ဒီနေ့တော့ဝတာကောင်းသားပဲမနှက်ကြရင်တဝက်စာထက်ခွဲရမယ်အင်းလေအမေကလည်းအရာရာကိုအမြဲစဉ်းစားပေးတယ်ခြံရံရှမ်းကိုစက်ယုံကနေပြန်ခေါ်လာတော့ကဆိုရင်အမေကကျင်နာတတ်တယ်ဆိုပြီးအားလုံးကချီကျူးကြသေးတာဘသူကတိမှလဲသူကအဲ့ရထဲမှာအိတ်နေုံနဲ့တင်ငါတို့အတွက်ငွေရှာပေးနေပြီလေဖေဖေကျမချမ်းမီသားစုတဲ့ရောက်လာတာနှစ်တောင်ရှိပြီသူကဘယ်တော့မှများကျမကိုတကယ်မိခင်တယောက်လိုဆက်ဆံဘူးလို့လေအခုသူ့ခြေထောက်တွေအသုံးမကျတော့ဘူးဆိုတော့မှသူ့ကိုပြုစုဆောင်ရှောက်ဖို့ကကျမတာဝန်ဖြစ်လာတယ်ပြီးတော့အဲ့ဒီကျေးလက်ကမိမသူ့မှာရိုးဘူးကျိတ်နိုင်တဲ့အစွမ်းရှိတဲ့ညက်ပတ်တာကိုလည်းမယွံဘူးသူ့ကိုတေချာပြုစုပေးဖို့အတွက်အတင်းတော်ဆုံးပဲပေါ့အားလုံးလုပ်ပါစေကိုလက်တန့်စင်ပေးတာပတိပြောင်းပေးတာအိုးတယ်ပေးတာတွေလောက်ခိုင်းလိုက်ရင်ဘသူ့ကိုမှလုတ်ခီးစရိတ်ပေးစရာမလိုတော့ဘူးပေါ့မေကလည်းတွက်ချက်တက်လိုက်တာသူမခံနိုင်တော့ပဲထွက်ပြေးသွားရင်တော့ငါတို့မှဆုံးရှုံးရမယ့်ရာဘာမှမရှိဘူးခြံရံရှမ်းရဲ့အသက်ကတိုးတယ်ဆိုရင်တော့အိမ်အတွက်ရော်ချင်းငွေတွေကအမေပိုင်ဖြစ်လာမှာပေါ့လူတွေရဲ့မကောင်းတဲ့စိတ်ဓာတ်ကိုမြင်ဘူးပေမဲ့ဒီလောက်ထိယွန်းစရာကောင်းပြီးတရားလက်လွတ်ဖြစ်တာမျိုးတစ်ခါမှမမြင်ဘူးဒီအိမ်မှာလူတယောက်အသက်ရှင်နေသေးတယ်ဒါပေမဲ့ရှေ့ဝင်းထဲမှာတော့သူ့ရဲ့အိမ်နဲ့ငွေကြေးတွေကိုအခုတောင်ခွဲဝေနေကြပြီးငါကြားလိုက်ရတဲ့ချမ်းမီသားစုဆိုတာအဲ့ဒီလိုလူတွေပဲနောင်တရဖို့အတွက်အချိန်ရှိသေးတယ်လေထဲမှာလွင့်ပြန်နေတဲ့မျက်ရည်တွေပေါ့ငါရှုလန်နောင်တရဖို့အတွက်လက်ထက်ခဲ့တာမဟုတ်ဘူးဆိုရင်မင်းပါလို့ဖို့စဉ်းစားထားလဲရပြီယူကြောင်ကြောင်မလုံးနဲ့ဘာမှယူကြောင်ကြောင်မလုပ်ဘူးအမေစားနေရဲ့တန်းကောင်ရချင်းကြီးမှာဓာတ်တလက်နဲ့ဘာလို့ဝင်လာတာလဲဘသူ့ကိုချင်းချောက်နေတာလဲနောက်ခန်းထဲကလူတွေကအေးဆက်နေတဲ့စပားများကိုစားတယ်ခင်များတို့ကဝတ်သားပေါင်းစားကြတယ်ခင်များကအခုမှရောက်လာတဲ့ချွေးမတစ်စီကန်းတွေကိုမသိဘူးပေါ့လေနာကကျေးလက်ကနေလာတာမြို့ပြရဲ့စီကန်းတွေကိုမသိဘူးဒါပေမဲ့တခြားသူတွေရဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကနေရှာထားတဲ့ငွေနဲ့အသားစားတဲ့အရက်တောက်တဲ့နောက်ခန်းထဲမှာရှိတဲ့လူကိုအပုတ်ခံပြီးထားတဲ့အဲ့ဒီစီကန်းမျိုးကိုတော့ငါပထမဆုံးအကြိမ်မြင်ဘူးတာပဲချမ်းမီသားစုရဲ့ကိစ္စတွေကမင်းနဲ့တက်ဆိုင်တယ်မင်းနဲ့ပဲတက်ဆိုင်တယ်ငါကချမ်းရံရှမ်းရဲ့တရားဝင်ဇနီးများပဲသူ့ငွေတွေကိုသူ့ကိုကျွေးမွေးဖို့နဲ့ခြေထောက်အတွက်သုံးဖို့တင့်တော်သလားမတင့်တော်ဘူးလားအဲ့ဒီငွေတွေကိုငါမေကသူ့အတွက်တင်းစေးပေးထားတယ်မင်းရဲ့ချင်းဆိုထားတဲ့ပွဲအတွက်လက်ဖွဲ့ငွေဖြစ်တင်းထားတာခိုးနားထောင်နေတာလားမင်းကယဉ်ကျေးမှုမရှိတဲ့ကျေးလက်ကမင်းမတယောက်ပဲအဲ့ဒီလောက်ကြဲကြဲပြောနေတော့နောက်ခန်းထဲကလူတော်မကြားရဲစရာဖြစ်နေပြီပေါ့အနုပညာကျောင်းသားတွေကိုတွားရောက်လိုက်ပါလားအိုငါဘလို့အပြစ်မျိုးကျူးလွန်မိပါလေစေတနာကောင်းတဲ့ကိုတူအတွက်မင်းမရှာပေးခဲ့တာအဆုံးကြတော့ဦးလေးဖြစ်သူကိုဓာတ်နဲ့ချင်းချောက်တဲ့မင်းမတယောက်ကိုခေါ်လာမိတယ်အားလုံးလာကြည့်ကြပါဦးကျေးလက်ကမင်းမကလူသက်ချင်နေပြီးငါတခုပဲမင်းမယ်ဒီလအတွက်133.50ကိုဘယ်မှာသုံးပြလိုက်တာလဲစားတာတောက်တာကပိုက်ဆံကုန်တာပဲဘယ်ရာကပိုက်ဆံမကုန်ပဲနေလို့လေဒါကအစားအစာဒါကဆေးဝါးပဲမလုံးနဲ့ဒီညငွေတွေကိုထုတ်ပေးလိုက်တပြားမှမလျော့စေနဲ့မနှက်ကြရင်ချမ်းရံရှမ်းကိုစက်ယုံတကားဝအထိခေါ်သွားပြီးစက်ယုံကပေးတဲ့ရော်ချင်းငွေကဒဏ်ရာရထားတဲ့သူတွေအသက်ရှင်ဖို့အတွက်လားဒါမှမဟုတ်မင်းရဲ့သားမင်္ဂလာဆောင်ဖို့အတွက်လားဆိုတာသွားမင်းမယ်ငါ့ကိုချင်းချောက်ရဲတယ်ပေါ့လေငါလူတွေကိုမချင်းချောက်ဘူးစင်းရှင်းတာကိုပဲတောင်းဆိုနေတာယွန်းစရာကောင်းတဲ့တို့ဘူးဒီတကယ်ကိုမိသားစုဝင်လို့ထင်နေတာလားဟာနာတယ်အမေအားတို့ဘူးလို့လက်တံမာနေတာငါ့ကိုမတိုက်မိစေနဲ့မဝမ်းတာနဲ့ဦးချမ်းရံရှမ်းကဒီငွေတွေကိုမကင်တွယ်ဘူးဘာလို့မင်းကကင်တွယ်နေတာလဲရန်ရှမ်းဘလို့ထွက်လာတာလဲညဘက်မှာအေးတယ်လေအမေအတွက်အစားအစာကိုတွားနေပေးမလို့ပါဒါကပူနွေးအစားအစာပဲလေတိုက်ခံရမှာဆိုလို့အပြင်းမထွက်နဲ့ငါရဲ့ငွေတွေကိုသူ့ကိုပေးလိုက်ပါမင်းယူနေပြီလားသူအိမ်ကိုရောက်တာမှတရက်ပဲရှိသေးတယ်သူ့အကိုကိုပေးလိုက်ပါဒါကအိမ်ရဲ့ငွေတွေလေငါဘယ်တော့မှမင်းရဲ့အကိုဖြစ်သွားတာလဲ3နှစ်တောင်အကြဟစီခံပြီးမင်းကိုငါစောင့်ရှောက်ခဲ့တာအခုလက်ထက်လိုက်တော့မျက်နှာပြောင်းသွားပြီပေါ့အိမ်ကိုထောက်ပံ့ဖို့အတွက်ပိုက်ဆံနေနဲ့ယူတာမှာဘာပြစ်ရှိလို့လဲအနာတွေပုတ်သွားတဲ့အထိထောက်ပံ့ပါလားဒီပတ်တီးကအရန်ကိုညစ်ပတ်နေပြီးတလကို100ကျော်ရှိတာအေးဆက်နေတဲ့စပားများကိုပဲစားကြတာပေါ့မပေးရင်တော့ကိစ္စမရှိပါဘူးမနဲ့စောစက်ယုံတကားဝမှာအားလုံးကြအောင်တွေးကြတာပေါ့ယူလိုက်တာကိုယူပြီးအဲ့ဒီအသုံးမကျတဲ့လူအတွက်တရုတ်ကိုကွမ်းတစ်လုံးဝယ်ပေးလိုက်တော့20-30လောက်လိုနေသေးတာအခုအကုန်ပြည့်စုံသွားပြီဒါဆိုရင်โอเคတာပဲကျေနပ်ပြီလား133ကျက်အဲ့ဒီကျေးလက်ကဆင်းရဲတဲ့ကောင်ကအမြင်ချင်းမြောက်လိုက်တာတိုးတောင်းတဲ့အချိန်တွင်းမှာဒီငွေတွေကမင်းကိုအသက်ရှူချက်စေလိမ့်မယ်မင်းရဲ့ပိုက်ဆံတွေအကုန်ပြည့်စုံသွားပါပြီတပြားမှမလျော့ပါဘူးအမေငါတို့ပြဿနာတွေရောက်သွားပြီဘာလို့လဲတခြားသူပိုင်တာကိုယူသွားတဲ့သူစီကနေငါတို့ပြန်ယူခဲ့တာလေတင်းထားလိုက်လေဘလို့ပိုက်ဆံတွေလဲမင်းငါကိုလက်ထက်ခဲ့တာအိမ်ထောင်စုစရင်နဲ့လက်ဖွဲ့အတွက်မဟုတ်ဘူးလားအခုငွေတွေကမင်းလက်ထဲမှာရောက်နေပြီပဲမင်းယူလိုက်ပေါ့အိမ်ထောင်စုစရင်ကရှောင်းမအတွက်လက်ဖွဲ့ကငါအတွက်ထိုက်တန်တာဒီငွေတွေကမင်းရဲ့ဒဏ်ရာရနေတဲ့ခြေထောက်အတွက်ပဲတခြားသူတွေထက်ပြီးမယူသွားအောင်တေချာစောင့်ကြည့်ထားတခြားသူတွေထက်ပြီးမြစ်ထုတ်နိုင်အောင်တေချာကြည့်ထားအစီတွင်းဖြစ်တဲ့အချိန်ကစားပြီးလူများကြီးကသူ့ကိုအစားအစာတွေပေးခဲ့ကြတယ်အေးဆက်နေတဲ့စပားများကိုအကျွင်းကြံတွေမှုတက်နေတဲ့မုံတွေပေါ့ဒါပေမဲ့ဘသူကမှသူခုတလောပြန်ရထားတဲ့ငွေတွေကိုသူ့ခြေထောက်ပေါ်မှာအဲ့ဒီလိုတိုက်ဆိုင်တင်ပေးပြီးပူနွေးအစားအစာတလုံးကျွေးခဲ့တာမျိုးမရှိခဲ့ဘူးငါ့ကိုမကြောက်ဘူးလားဘာလို့မကြောက်ရမှာလဲငါကကိုင်းကမတန်ဆွမ်းတဲ့သူပဲကိုင်းကမတန်ဆွမ်းတဲ့သူတောင်စားရတယ်လေဦးလေးအမေလောက်တဲ့တို့ဘူးစွပ်ပြုတ်ကအရန်ကောင်းတာပဲစားလိုက်တဲ့အခါအရင်ရက်တွေကအေးဆက်နေတဲ့ထမင်းလိုမျိုးလဲချောင်းထဲမှာတီးမသွားဘူးဦးလေးတကယ်ကောင်းတယ်အိမ်မှာဆိုရပဲစိတ်တွေရှိတယ်မနှက်ဖြန်ဘာလို့မှလဲဘဲနို့အနေငယ်ကြိတ်မယ်မပင်ပန်းဘူးလားဒါကဘာမှမဟုတ်ပါဘူးရှောင်းမန်မင်းရဲ့နာမည်ကိုရေးကြည့်ပါဦးအမေသမီးဟွိုင်ရှုဝံမှာဆက်မနေတော့ဘူးဘသူမှရှောင်းမန်ကိုစာမတင်ပေးချင်ကြဘူးရွာကကလေးတွေအကြောင်းကိုရောက်လာတာနဲ့သူ့ကိုဝိုင်းပြီးဖတ်ခင်မဲ့ဆိုပြီးအော်ကြတယ်သူနှစ်ခါလောက်ငိုပြီးပြန်လာတော့နောက်တစ်ခါထပ်မသွားချင်တော့ဘူးရေတဲနိုင်နေဆိုရပဲစိတ်တွေကျိတ်နိုင်နေဈေးထဲမှာလူတွေနဲ့အငင်းပွားနိုင်တယ်ဒါပေမဲ့အဲ့ဒီဖြူစင်ရဲ့စာရွက်ရှိမှာတော့လက်တွေမှာအားအင်တွေမရှိတော့သလိုရုတ်တရက်ခံစားလိုက်ရတယ်မတ်ဆုစာအုပ်ကိုပေးပါဒါကရှောင်းမန်ရဲ့မန်ပါပဲဦးလေးကစကားလုံးတွေအများကြီးရေးတတ်တာပဲနည်းနည်းပါးပါတော့တိပါတယ်စက်ယုံကနေပညာရှင်တယောက်ကနည်းနည်းပါးပါတိတယ်လို့ပြောတာပဲဒါပေမဲ့နည်းနည်းထပ်ပို့မယ်လို့ထင်ပါတယ်မြောက်ဖက်ကလေးမင်းလည်းငါနဲ့အတူတင်ယူလို့ရပါတယ်အင်းသမီးကအခုမှကြီးလာတာလေအမေလည်းအနာဂတ်မှာဘာပဲဖြစ်ဖြစ်တင်ယူမယ်အမေလည်းဖတ်နိုင်မှာပါမြို့ပြရဲ့စမ်းပုတ်ကိုယူလိုက်ပါဘာတွေရဲနေတာလဲငါမရဲပါဘူးဘသွားမလို့လဲဈေးဘက်ကိုတစ်ချက်သွားကြည့်မလို့ပါဘလို့ဘဲနို့မျိုးလဲအိမ်မှာကြိတ်ထားတဲ့ဘဲနို့လေးဘာကအထူးခြားဆုံးလဲအခမဲ့လေညီးစမ်းကြည့်ပါဟိမချင်ပါဘူးအနက်လေးကမွေးနေတာပဲနည်းနည်းလောက်ပေးပါပြီးတော့တို့ဘူးတစ်ချက်ကိုငါးပြားဘဲနို့တစ်ခွက်ကို3ပြားပါကျေးလက်ကတို့ဘူးကမျိုးစင်းနှုံးနဲ့ပဲဆက်ရောက်နေတော့မဲပဲဆေးတွေကိုတေချာရေးစိမ်ထားတဲ့စားရည်ကိုလည်းအချိုးကျထည့်ထားတဲ့အိမ်ကိုယူသွားရင်ပြုတ်တဲ့အခါမပျော်သွားဘူးကြော်တဲ့အခါမကွဲသွားဘူးပြီးတော့အရသာမရှိဘူးဆိုရင်မနှက်ဖြန်ငါးစီကိုပြန်လာခဲ့နောက်တစ်ချက်ထပ်လီပေးပါတို့သမီးရဲ့အတော်ကသွားမကောင်းဘူးဒါကပိုပြီးနူးညံ့ပါတယ်ဒီလိုအသေးမွားလေးနဲ့ငွေတွေရှာချင်နေသေးတာပေါ့လေ